မြတ်စွာဘုရားကမနုဿတ္တဘာဝဒုံလဘောလူဘဝရခဲ့တယ်လို့ပြောတာဟောခဲ့ဖြစ်တယ်ဒါဟာနိုင်ရှင်ကြည့်ပြီးတော့လူဘဝဘလောက်ခဲရင်လဲဆိုတာနိုင်ရှင်ချက်နဲ့ကြည့်ပြောတာဒါဖြစ်တယ်လောကမှာတရားဝါမျိုးစုံရှိတဲ့ထဲမှာလူတဲ့နှိမ့်ကြတဲ့တရားဝါတွေကငရဲတရိစ္ဆာန်ပြိတ္တာအတုရကဲဆိုလူတဲ့နှိမ့်ကြတဲ့တရားဝါဘုံ၄ဘုံမှာအပယ်၄ဘုံမှာရှိတဲ့တရားဝါ၄မျိုးလူတဲ့အစင်မြင့်တယ်လို့လည်းပြောခြင်းလည်းပြောလို့ရတယ်လူနဲ့အစင်တန်းတူတယ်လို့လည်းပြောလို့ရတယ်ဘုံမစွတ်တတ်တွေဖြစ်တဲ့စတုမဟာရစ်အဲ့ဒီတဲ့ပို့ပြီးတော့ချမ်းသာတဲ့တာဝတိန္ဒယာမတုတ်တိတနေမနာရတိပရဏိမိတဝတ္တဝတိလို့ဆိုနတ်ပြည်6ထပ်အဲ့ဒီတဲ့အစင်မြင့်သွားတဲ့ဗြဟ္မာ20အလုံး32ပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဗြဟ္မပြည်ကိုလည်းရခဲ့တယ်လို့မဟောဘူးနတ်ပြည်ကိုလည်းရခဲ့တယ်လို့မဟောဘူးလူပြည်ကိုရခဲ့တယ်လို့ဟောတာအကြောင်းရှိတယ်ပေါ့ဘာကြောင့်လူပြည်ကိုရခဲ့တယ်လို့ဟောတော့ဆိုဗြဟ္မဘုံရောက်သွားတာလဲလူဘုံကမှတဆင်ရောက်လို့ရတယ်နတ်ပြည်ရောက်တယ်ဆိုတာလဲလူဘုံကမှတဆင်ရောက်လို့ရတယ်အလွန်မြင့်မြတ်တဲ့ဘုံဘဝတွေကိုရတယ်ဆိုတာလူဘဝနဲ့ကြိုးစားအထောက်ချင်းဖြင့်သာလဲရနိုင်တာဖြစ်လို့လူဖြစ်ပြီးဆိုလို့ရှိရင်ဗြဟ္မာဖြစ်ဖို့လဲအခွင့်အရေးရှိသွားတယ်နတ်ဖြစ်ဖို့လဲအခွင့်အရေးရှိသွားတယ်အဲ့တော့နတ်ဖြစ်ဖို့ကနတ်ပြည်ရောက်ဖို့ဆိုတာကြတော့ဘာတွေလုပ်ရလို့အခွင့်အရေးရှိတာတော့ဆိုလူဘုံလူဘဝရောက်နေတဲ့အချိန်လေးမှာဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ဒါနသီလ2မျိုးနဲ့တည်းမဲ့လူတွေဟာနတ်ဘဝရရှိနိုင်ဒီလိုဆိုလိုတာနော်နတ်ဘဝကိုရရှိနိုင်တယ်ဒါဖြင့်ဗြဟ္မာဖြစ်ဖို့ကြတော့ဗြဟ္မာဖြစ်ဖို့ကြတော့ဒါနသီလ2မျိုးလေးပြည့်စုံနဲ့မလုံလောက်ဘူးသီလကိုအခြေခံပြီးတော့သမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ကျင့်ဖို့လိုတယ်ဆံရမအဘိညာဉ်နေရမရူပဇံအရူပဇံဆိုတဲ့စံတရားတွေသမထကျင့်စဉ်တစ်ခုကျင့်ပြီးတော့မှထိုသမထကျင့်စဉ်အောင်မြင်သွားပြီဆိုလို့ရှိရင်လူသားတယောက်သိဆုံးသွားတဲ့အခါမှာဗြဟ္မာဘုံရောက်သွားတယ်အဲ့တော့လမ်းကြောင်းတွေကလူပြည်ကသွားတဲ့လမ်းကြောင်းကြီးပဲကောင်းတော့လူမဖြစ်ဘဲနဲ့ဗြဟ္မာဖြစ်ဖို့လမ်းကြောင်းဆိုတာပထမနဲတယ်နော်နတ်ပြည်ကရောဗြဟ္မာပြည်မရောက်နိုင်ဘူးလားဆိုတာရောက်နိုင်ပါသို့တော့အခွင့်အရေးဟာလူဘုံတော့မကောင်းဘူးလို့ပြောတာဘာဖြစ်လို့လဲဆိုရင်တရားအထုတ်ဖို့အခွင့်အရေးဟာလူပြည်မှာရှိတယ်သမထကျင့်စဉ်ကျင့်ဖို့အခွင့်အရေးဟာလူပြည်မှာရှိတယ်ဒါကြောင့်မို့လူဘုံကိုကမ္မဘူမိအလုပ်လုပ်ရတဲ့ဘုံတစ်ဘုံမြတ်သောကျင့်ကိုကျင့်လို့ရတဲ့ဘုံဘဝနောက်ဆုံးမှနိဗ္ဗာန်ကိုရချင်တယ်ဆိုရင်လူပြည်မှာပဲလူဘဝအနေနဲ့မြတ်သောကျင့်ကိုကျင့်တစ်ဖက်ကတခါစဉ်းစားပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဖျားဖြစ်တာလူသားတွေကပဲဖြစ်လို့ရတယ်နတ်တွေကဖျားဖြစ်တာမရှိဘူးဗြဟ္မာတွေကဖျားဖြစ်မှာမရှိဘူးလူသားတွေကပဲဖျားဖြစ်နိုင်ပိစိကဗုဒ္ဓဖြစ်တာရောပိစိကဗုဒ္ဓဖြစ်ဖို့ဆိုတာလေလူသားတွေကပဲဖြစ်တယ်ယန္တာဖြစ်ဖို့ဆိုတာတွေကတော့နော်နတ်တွေမှာလည်းအခွင့်အရေးရှိတယ်ဗြဟ္မာတွေမှာလည်းအခွင့်အရေးရှိတယ်သို့တော့သူတို့အခွင့်အရေးမရှိတာဘုရားပိစိကဗုဒ္ဓမဖြစ်နိုင်ဘူးအဲ့ဒီစံချိန်နဲ့ကြည့်လိုက်ပဲဆိုရင်လူဘဝရဲ့တန်ဖိုးဟာအလွန်မြင့်မားတယ်လို့ပြောဘာကြောင့်လူဘဝတန်ဖိုးမြင့်မားနေရတယ်လဲလို့ဆိုရင်ကောင်းမြတ်တဲ့အကျင့်ဟူသမျှသည်လူဘုံမှာလုပ်လို့ရတယ်လူပြုံမှာကြည့်လို့ကျင့်လို့ရတယ်ပေါ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူများဟာလည်းပဲလူဘုံမှာပွင့်သည့်အတွက်ကြောင့်ထိုဘုရားရှင်ရဲ့အဆုံးအမအပြည့်ဝရဖို့ဆိုတာလေလူသားတွေမှာအပြည့်ဝရတယ်ဘဝမှာလူဘဝရပြီးတော့
ယဟန်ဖြစ်ခံယူပြီးတကယ်ကိုမြတ်စွာဘုရားရဲ့တပည့်ရင်သာဝကအဖြစ်နဲ့နေဖို့ဆိုတာလေလူဖြစ်ဖို့လိုတယ်ပေါ့အဲ့တော့လူရဲ့တန်ဖိုးတွေကအလွန်များတယ်အလွန်များတယ်စဉ်းစားကြည့်အောင်နောက်တစ်ခုနတ်ပြည်ဆိုတာချမ်းသာဒုက္ခအလွန်များတယ်ချမ်းသာခြင်းနှိုင်းယှဉ်လိုက်ပဲဆိုရင်လူချမ်းသာနဲ့နတ်ချမ်းသာနတ်ချမ်းသာအများကြီးတာနော်လူချမ်းသာနဲ့နတ်ချမ်းသာနှိုင်းယှဉ်ကြည့်လိုက်လို့ရှိရင်ဘယ်လောက်ထိကွာတော့ဆိုရင်ပင်လယ်တွေကရေတစ်စက်နဲ့ပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ရေအားလုံးနဲ့နှိုင်းယှဉ်ရတယ်လို့ဖြစ်တယ်လူချမ်းသာဆိုတာပင်လယ်တွေကရေတစ်စက်ပမာအနည်းငယ်လေးသာရှိတယ်နတ်ချမ်းသာဆိုတာပင်လယ်တွေကရေတွေပမာအလွန်များတယ်နတ်ဘုံဆိုတာချမ်းသာဒုက္ခများတဲ့ဘုံဖြစ်တယ်ချမ်းသာဒုက္ခများတဲ့ဘုံဖြစ်သည့်အတွက်ကြောင့်နတ်တွေဟာတရားဥတရားမြတ်ရဖို့အတွက်လူတွေလောက်တတိတရားမကောင်းကြဘူးတဲ့သိချမ်းသာနေတဲ့ပုဂ္ဂိုလ်တရားဟာအမြဲတမ်းပျော်ရွှင်နေတဲ့ပုဂ္ဂိုလ်တရားဘာမှတတိထားမှာမဟုတ်ဘူးဒါသဘာဝပဲနော်သိပြည့်စုံနေတဲ့ပုဂ္ဂိုလ်တရားဟာဘာမှတတိထားနိုင်မှာမဟုတ်ဘူးအလွန်ချမ်းသာနေတဲ့ချမ်းသာတဲ့ဘဝရရှိနေလို့ရှိရင်သူဟာတတိပြုမိမှုအလွန်နည်းလေဒါကြောင့်မို့မြတ်စွာဘုရားကနတ်တည်တဲ့တာတဲ့အချက်တွေနဲ့ပတ်သက်ပြီးဟောထားတာရှိတယ်လူတွေဟာရဲစွမ်းတတ္တိရှိတဲ့နေရာမှာလဲနတ်တည်တဲ့တာတဲ့တတိရှိတဲ့နေရာမှာလဲပဲနတ်တည်တဲ့တာတဲ့မြတ်သောအကျင့်လို့ဆိုရယ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရတဲ့နေရာမှာလည်းပဲနတ်တည်တဲ့သားတယ်ဆိုတော့နတ်တည်တဲ့သားလွန်တဲ့အချက်တွေရှိဒါနတ်တည်ရောလူတွေမသားဘူးလားဆိုသားတဲ့အချက်တွေရှိပါချမ်းသာတွေလူချမ်းသာတဲ့အများကြီးချမ်းသာတယ်နတ်ချမ်းသာနိုင်ရှင်လို့မရတော့အောင်နတ်ချမ်းသာချမ်းသာသို့တော့ခုနအချက်တွေနဲ့နိုင်ရှင်ကြည့်လိုက်လို့ရှင်နတ်ချမ်းသာနတ်ချမ်းသာကိုအကြောင်းပြုပြီးတော့နတ်တွေဟာတတိတရားနည်းပါးကြတယ်မြတ်သောအကျင့်ကျင့်မှုခွင့်လန်းနည်းပါးကြတယ်ဒါကြောင့်ကြားဘူးကြတယ်မဟုတ်လား950ဇတ်တွေထဲမှာဆိုတရားမင်းကြီးဟာဥပုသ်ဆောင်ခြင်းတဲ့အခါမှာလူပြေလာဆောင်ဒါနကောင်းမှုလုပ်ခြင်းတဲ့အခါမှာလည်းလူပြေလာပြီးဒါနကောင်းမှုလုပ်လူပြေလောက်အခွင့်မကောင်းမှုလို့ဆိုလိုတယ်ပေါ့ကုသိုလ်လုပ်ဖို့ဒါကြောင့်မလို့ဒေဝတ္တတုတ်ပါဆိုလို့ရှိရင်နတ်သားတယောက်တတန်းစေလို့သုတေစိတ်ကြတော့မယ်ဆိုလို့ရှိရင်နတ်တွေကအလွန်ပြောစရာကောင်းတဲ့နန်းတော်ဥယျာဉ်ကြီးတွေဆွဲခေါ်သွားပြီးတော့သူ့ကိုစကားသုံးခုနဲ့မှာကြားကြတယ်တငယ်ချင်းမင်းစိတ်ကူးမလွဲနဲ့ဘယ်ကိုမှမမျှော်မှန်းနဲ့အကောင်းဆုံးသူဂတိဘုံကိုရောက်အောင်သာသွားမင်းသိသွားလို့ရှိရင်သူဂတိဘုံမဲ့သွားသူတို့ပြောတဲ့သူဂတိဘုံဆိုတာလူဘုံကိုပြောတာတဲ့အဲ့ဒီသူဂတိဘုံသွားပြီးတော့အကောင်းဆုံးလလဘကိုမင်းရအောင်ယူတယ်အကောင်းဆုံးလလဘဆိုဒီမှာကံကံဤကျိုးဘုရားတရားတန်ခါယရဏသုံးပါးကိုခုံကိုယုံကြည်မှုဆိုတဲ့တထာအဲ့ဒါအကောင်းဆုံးသောရလတ်တစ်ခုပဲအဲ့ဒါကိုရအောင်ယူပြီးတဲ့အခါအဲ့ဒီအရာပေါ်မှာအကောင်းဆုံးသောအရာပေါ်မှာမင်းခိုင်မာအောင်ကြိုးစားလို့ဆိုတရားတရားခိုင်မာအောင်ကြိုးစားလို့ပြောအဲ့တော့လူပြည်ရဲ့တန်ဖိုးနတ်တွေကဒီလိုပြောဆိုပြီးတော့တိုက်တွန်းကြတယ်ဘယ်မှသွားဖို့စိတ်မကူးနဲ့သူဂတိဘုံဆိုတဲ့လူဘုံကိုသွားတရားတရားရအောင်ကြိုးစားတရားတရားရပြီးအခိုင်အမာရှိဖို့ကြိုးစားလို့ဆိုတော့အဲ့ဒီလိုလှုပ်ခြင်းအဖြစ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဟောဒီနတ်ဘုံဆိုတာမင်းအတွက်အလွယ်လေးပဲဒီတဲ့ကောင်းတဲ့အနေအထားနဲ့မင်းပြန်ရောက်လာမယ်ဒီလိုလမ်းညွှန်မှုပေးကြတယ်အားပေးကြလူဘုံသာသွားလူဘုံရောက်လို့ရှိရင်နတ်ပြည်ပြန်ရောက်လာမှသိကြတယ်ဒါနကောင်းမှုသီလကောင်းမှုတွေလုပ်မယ်အဲ့ဒီလိုနတ်တွေဟာလူဘုံကိုတမိုးထားကြတယ်ဒါလူပြည်ရဲ့
ဒါကြောင့်မို့လို့အခုလို့တန်ဖိုးတွေကြီးမားလို့လူဘဝရခဲ့တယ်လို့ပြောတာနောက်တစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်ကြည့်လူတွေရဲ့မျက်မြင်ကိုယ်တွေ့ဒီကနေ့ကဘာဘုန်းကြီးတို့နေထိုင်ကြတဲ့လူသားလူဦးရေဟာတန်ပေါင်း9000ကျော်ရှိတယ်ဆိုတယ်နော်မြန်မာပြည်မှာ51တန်းလို့ပြောတယ်လူဦးရေတရုတ်ပြည်မှာတန်ပေါင်း1000ကျော်ရှိအိန္ဒိယနိုင်ငံမှာလည်းတန်ပေါင်း1000ကျော်ရှိထို့တူပဲနိုင်ငံတွေအသီးအသီးလူဦးရေကိန်းဇယားတွေကိန်းခန်းတွေရှိတယ်ပေါ့အလုံးပေါင်းလိုက်လို့ရှိရင်ကမ္ဘာမှာရှိတဲ့နိုင်ငံတွေအလုံးလူမျိုးအလုံးပေါင်းစပ်ပြီးတော့ပြောတယ်တန်ပေါင်း9000လို့ဒီလိုတွက်ချက်ဒါလူသားတွေတကောင်စရင်လို့ပြောလို့ရအဲ့ဒီလူသားတွေရဲ့တကောင်စရင်ကိုငါးတစ်မျိုးတည်းနဲ့ပဲနှိုင်းရှင်ကြည့်ဘယ်သူကများမလဲဆိုလို့ရှိရင်နော်ငါးတစ်မျိုးတည်းပဲနှိုင်းရှင်ကြည့်ဒါငါးဆိုတဲ့အကောင်ကပဝက်စိတ်တို့ဒီတဲ့သေးတဲ့အကောင်လေးတွေရှိသေးတယ်ပဝက်စိတ်တွင်ဆိုရင်ပဝက်စိတ်ပေါင်းတန်ပေါင်းများစွာရှိမယ်နော်ငါးတစ်ကောင်ပဲကြည့်လိုက်ငပုံနာဆိုတဲ့ငါဆုံးဝိုင်းနေမှာခဏနာပါတယ်ငပုံနာဆိုတဲ့နာငါဥတွေအများအားပါတယ်တကောင်မှဥတဲ့ငါဥပေါင်းတန်းချီရှိတယ်အဲ့တော့ပင်လယ်ပြင်ကြီးကလည်းအလွန်ကျဲရေပြင်တွေကလည်းအလွန်ကျဲရေထဲမှာဖြစ်တဲ့ငါးတွေကလည်းမျိုးစုံငါးတစ်ကောင်ရဲ့ပိုက်ထဲမှာဖြစ်လာတဲ့သရဝတွေကတန်းချီရှိတယ်ဆိုလူဦးရေနဲ့နှိုက်ဆလို့မရအောင်ငါးတစ်မျိုးတည်းဒီပင်နဲ့လူဦးရေတွေများနေတယ်ဒီပြင်သရဝတွေကိုမပြောနဲ့အောင်တရိစ္ဆာန်ဟာမျိုးပေါင်းများစွာရှိတယ် species လို့ခေါ်တယ်တရိစ္ဆာန်မျိုးပေါင်းများစွာရှိတယ်တဲ့လူတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်တရိစ္ဆာန်ဥယေဟာအဆမတန်များတယ်ဟောပြိတ္တာဘဝကြည့်လိုက်အောင်မလားဒါတော့လူမမြင်ရဘူးငရဲဘဝတရိစ္ဆာန်ဘဝဆိုတာတော့လူတွေအတိုင်းအတာတစ်ခုရသိနိုင်တယ်အတိုင်းအတာတစ်ခုရသိနိုင်ပြိတ္တာဘဝဆိုတာလူတွေမမြင်ရဘူးငရဲဘဝလူတွေမမြင်ရဘူးသို့တော့အဝိစီဆိုတဲ့ငရဲအဝိစီရဲ့အဓိပ္ပာယ်ကဘာလို့ဆိုငရဲခံနေတဲ့သရဝါတွေဟာအကြလက်မရှိအောင်ပြည့်ညတ်နေတယ်လို့သူတို့ပြောတာအခုဘုန်းကြီးတို့တရားပွဲလာတဲ့တရားနာပရိသတ်တွေတယောက်နဲ့တယောက်ထိုင်တာထိမနေဘူးဈားတွေရှိတယ်လွတ်နေတဲ့နေရာတွေရှိအေးအဝီစီကြလို့ရှင်တုံးနဲ့တူဈားကိုမရှိအောင်ထိစပ်နေဘာနဲ့ဥပမာတူတော့ဆိုအဘူးထဲမှာအခလေးတွေထည့်ထားတယ်အခလေးတွေပြည့်ထည့်ထားမယ်ဆိုရင်တစ်ချောင်းနဲ့တစ်ချောင်းထိပြီးတော့နေတယ်လို့ပဲငရဲပြေမှာရောက်နေတဲ့သရဝါတွေဟာအလောက်များတယ်လို့ဆိုတယ်အဲ့တော့လောကမှာဘယ်ရာပဲဖြစ်ဖြစ်နဲတယ်များတယ်ဆိုတာနှိုင်းရှင်ပြီးပြောရခဲ့တယ်ရလွယ်တယ်ဆိုတာနှိုင်းရှင်ပြီးပြောမြတ်စွာဘုရားသခင်ကိုရောမြတ်ကအခုလိုအရေးအတွက်အားဖြင့်ကြည့်လိုက်မယ်ဆိုရင်လေလူတွေရဲ့အတိုင်းအတာတစ်ခုဟာအလွန်ပဲနဲတယ်လို့ဒီလိုပြောမယ်ခြားသရဝါတွေနဲ့နှိုင်းရှင်မတန်နဲတယ်လူဖြစ်ဖို့ဆိုတာလည်းအမှန်မှခဲနေအဲ့ဒီလိုခဲရင်လို့လူဖြစ်လာပြီဆိုပြန်တော့လည်းပဲနော်လူဘဝမှာလူပီပီသားသားနဲ့ကောင်းတာတွေကြီးလုပ်ကြတာမဟုတ်ဘူးမကောင်းတာတွေလည်းလုပ်ကြတယ်ကောင်းတာလုပ်တဲ့လူနဲ့မကောင်းတာလုပ်တဲ့လူဘယ်ဟာများမယ်တဲ့နော်မကောင်းတာလုပ်တဲ့လူကများတယ်အဲ့တော့မကောင်းတာလုပ်တဲ့လူတွေများတယ်ဆိုမကောင်းတာလုပ်ရင်ဘယ်ပုံသွားတော့ဆိုမကောင်းတဲ့ပုံတွေသွားမှာပဲမြတ်စွာဘုရားကိုယ်တိုင်ကဟောပြီးတော့ဟောတာရှိတယ်လူသေးပြီးလူပြန်ဖြစ်တာအလွန်နေတယ်လူသေးပြီးငရဲရောက်တာများတယ်လူသေးပြီးတိရစ္ဆာန်ဖြစ်တာများတယ်လူသေးပြီးပြိတ္တာဘဝရောက်သွားတာများတယ်သူဆိုတယ်နော်လူသေးပြီးတိရစ္ဆာန်ဖြစ်သွားတော့အပယ်လေးပုံရောက်သွားတာတွေကပုံများတယ်လို့သူဟောတာအဲ့တော့30ပုံသရဝါတွေဟာကျင်လဲနေတဲ့အထက်ပဲ
အရေးအတွက်အဖြစ်ပြောမယ်ဆိုရင်လူပုံရောက်တဲ့သရဝါနဲတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတာလစ်စိတ်ကလဆိုတော့ထံမိုးကြီးနော်ထဘိုးထုံကြီးအပေါက်တစ်ပေါက်ထဲသာရှိတဲ့ထဘိုးထုံကြီးဥပမာပေးပြီးတော့ဟောကြားထားတဲ့သုတ်တာရှိတယ်ရှုကလစ်စိတ်တာအဲ့ဒီထံမိုးထုံကြီးယုကိစိတ်ထံမိုးထုံကြီးဟာပင်လယ်ပြင်ပေါ်မှာလှိုင်းပုတ်ရအောင်မျောပြီးတော့နေတယ်အပေါက်ကတစ်ပေါက်ထဲပါတယ်အဲ့ဒီပင်လယ်ပြင်ထဲမှာလည်းပဲစိတ်ကန်းမျက်စိမမြင်ရတဲ့စိတ်ဒီလိတ်ကြီးတစ်ကောင်မျက်စိမပါတဲ့လိတ်ကြီးတစ်ကောင်ဟာလေပင်လယ်အောက်ချမ်းပြေမှာလှဲ့လှဲ့သွားလာပြီးရမယံခါမျက်နှာပြင်မောပင်လယ်မျက်နှာပြင်မောတက်လာပြီးတော့လေးရှူတယ်အဲ့တော့အနှစ်တရာကြာမှသူကပင်လယ်မျက်နှာပြင်မောရောက်လာတတ်တယ်အဲ့ဒီလိတ်ကန်းကြီးတစ်ကောင်အနှစ်တရာကြာမှပင်လယ်ပြင်ကိုတက်လာတဲ့အချိန်အပေါက်တစ်ပေါက်သာပါတဲ့ထဘိုးတုံးကြီးကလည်းမျောချင်ဟာမျောနေတဲ့အချိန်သူကလည်းပဲခေါင်းကိုရေမျက်နှာပြင်မှာပြူလိုက်တဲ့အချိန်မှာထဘိုးတုံးရဲ့အပေါက်နဲ့လက်ရဲ့ခေါင်းနဲ့အန်ချဆွမိဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးနော်အလုံးကိုဖြစ်ခဲတယ်လို့ပြောအလုံးဖြစ်ခဲတယ်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့ကခဲနေလို့မြတ်စွာဘုရားဟောတာနော်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့စာထဲမှာမပါပေမဲ့ပြောကြတာရှိတယ်ဗြဟ္မပြေကအတ္တဇင်လူပြေကအတ္တဇင်ချလိုက်အဖျားခြင်းသာထိမယ်ဆိုတာစာထဲတော့မပါဘူးခုနကတော့ဘုရားဟောတာနော်ဘုရားဟောတဲ့အကြောင်းအဲ့တော့လူဘဝဆိုတာလူဖြစ်ဖို့မတမခဲနေခဲတော့လေလူဘဝဟာတန်ဖိုးရှိတဲ့ဘဝသိချတယ်အဲ့ဒါကြောင့်မို့လို့လူဘဝဘုန်းကြီးတို့တွေရလာပြီဘာလုံးရမလဲအခုလိုတန်ဖိုးရှိတဲ့လူဘဝရလာတဲ့အခါမှာရတဲ့အနှစ်သာရတွေကဘာတွေလဲအဲ့တော့လူဘဝအခုရနေကြတယ်ဘယ်လိုအနေထားနဲ့ပဲလူဖြစ်ဖြစ်မျက်စိနာနာလျာကာယကိုယ်ရင်ငါအပြည့်အဝနဲ့လူဖြစ်နေကြတယ်အဲ့ဒီလူဖြစ်နေတဲ့အချိန်မှာရယူရမယ့်အနှစ်သာရတွေကဘာတွေလဲဒါသိဖို့မလိုဘူးလားအနှုံးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေလူတွေကြည့်နေ့စဉ်ဘာတွေလုပ်နေလဲနေ့စဉ်ထမင်းစားရဖို့ပျော်ရဖို့ပါရဖို့ပတ်စံရဖို့နော်နေစရာရှိဖို့နေစရာရှိပြင်လည်းနေစဉ်စားရဖို့နေစဉ်ဝတ်ရဖို့ပျော်ဖို့ပါဖို့အဲ့ဒါတွေအတွက်အလုံးလုံးနေကြတာမဟုတ်လားအချိန်ပေးပြီးတော့အလုံးလုံးနဲ့သူများမကြည့်နဲ့ကိုယ့်ကိုယ်ပြန်ကြည့်ပေါ့အားလုံးကိုလည်းခြုံကြည့်လိုက်ရင်လူတွေဟာနေ့စဉ်နဲ့အမျှမမောနိုင်မပန်းနိုင်ရှားနေကြတာဘာရှားနေကြလဲငွေကြေးတနာရအောင်ရှားကြတယ်ပျော်ရွှင်ချမ်းမြေ့မှုရလို့ရညာရှားနေကြနော်ချမ်းသာမှုရဖို့ရရှားနေတယ်ချမ်းသာမှုကိုပေးနိုင်တယ်လို့ထင်ပြီးတော့အလုပ်ရှားကြတယ်ငွေရှားကြတယ်စီးပွားဥစ္စာတွေရှားကြတယ်အဲ့တော့အဲ့ဒါတွေကအနှစ်သာရလားလို့မေးလိုက်ရင်ဘယ်အနှစ်သာရဟောမှာခိုင်မာရဲ့လားလို့ဆိုမခိုင်မာဘူးမရှိရင်လည်းမဖြစ်ဘူးရှိရမရှာလို့လည်းမဖြစ်ဘူးရှာရမှာသို့တော့အဲ့ဒီဟာတွေကတကယ်အနှစ်သာရလားလို့ဆိုဘယ်အနှစ်သာရဟောမလဲဆိုပါစို့စဉ်းစားကြည့်ငွေကြေးတနာတွေရှာလို့ဖွေလို့ချမ်းသာကြွယ်ဝသွားပြီဆိုတဲ့ပုဂ္ဂိုလ်တရားဟာတကယ်ချမ်းသာကိုသူရသွားလားမတောင်းမတမကြောက်ကြချမ်းသာမျိုးရလားလို့ဆိုပဲစာများများချမ်းသာလေးလေးစိုးရိမ်တော့ကများလေးလေးပဲတရောင်းစားကခွက်ပြောက်မှမပူရဘူးသူ့ချတော့ပြောက်မှတွေပူရတယ်အများကြီးစိတ်နေရွှေတွေငွေတွေချမ်းသာရင်အဲ့ဒါတွေပြောက်မှပူရတယ်ဟုတ်ကလားအဲ့တော့လောကကြီးမှာစဉ်းစားကြည့်ပိုက်ဆံကစိတ်ချမ်းသာမှုကိုပေးနိုင်ရဲ့လားအပြည့်ဝကိုယ့်ကိုယ်ပဲစဉ်းစားကြည့်ပိုက်ဆံရှိတာကိုသိလို့လာရောက်ပြီးလူသွားတယ်
ပတ်စံကိုအကြောင်းပြုပြီးတော့ပတ်စံကိုလူခိုးသွားတယ်သုံးဖို့လာရောက်ပြီးတိုက်ခိုက်လူယူသွားတယ်ဟောချမ်းသာကြွယ်ဝမှုကိုအကြောင်းပြုပြီးတော့ဒီဒုက္ခရောက်ပြန်တရောင်းစားအိမ်ဘယ်တမျှမှမတိုက်ဘူးဆိုလိုတာတရောင်းစားလို့မွဲရမယ်လို့ပြောတာမဟုတ်ဘူးပတ်စံချမ်းသာတာဒုက္ခကိုမပေးနိုင်ဘူးလို့ဆိုချင်တာနော်အပြည့်အဝမပေးနိုင်ပေးနိုင်တဲ့အတိုင်းအတာတစ်ခုကြတော့ပေးနိုင်ပါတယ်ပတ်စံရှိလို့ချမ်းသာတယ်စားနိုင်တယ်တောက်နိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ဒါပတ်စံရှိလို့ရဟုတ်တယ်သို့တော့ချမ်းသာတက်လာလို့ဆိုမဟုတ်ဘူးကြောင်းကြမရှိတောင်းတရှိကြောင်းကြရှိနေတဲ့လူကအများအားကြောင်းကြလေတရားပွဲလာရင်တော့အိမ်ကိုလူမရှိဘူးဆိုတော့ခတ်ခဲ့ရနော်ကြောက်မှဆိုရတယ်အဲ့တော့မရှိရင်တောင်းတတယ်ရှိရင်ကြောင်းကြတယ်အဲ့ဒီကြောင်းကြတာဟာဒုက္ခလားဒုက္ခလားလို့ဆိုဒုက္ခအဲ့ဒါဘယ်သူကြောင့်ဖြစ်ရတာလို့ဆိုငွေကြေးတနာကြွယ်ဝချမ်းသာမှုကြောင့်ဖြစ်တာလို့ဆိုဩပတ်စံကလည်းချမ်းသာဒုက္ခကိုပေးနိုင်ဘူးလို့သူပြောလို့ရတယ်နော်အပြည့်ဝပေးနိုင်ဘူးပတ်စံနဲ့ဝယ်လို့မရတာလောကမှာအများကြီးပဲဟုတ်ပြီလူဘဝရလာတယ်တဖြည်းဖြည်းအိုးလာတယ်ငွေကြေးချမ်းသာတဲ့လူကမအိုးအောင်တားလို့ရလားပတ်စံပေးပြီးတော့မအိုးခြင်းဘူးအိုးခြင်းကလွတ်အောင်လုပ်လို့ရမလားမရဘူးမနာခြင်းဘူးနာခြင်းကလွတ်အောင်လုပ်လို့ရမလားမရဘူးမသေးခြင်းဘူးသေခြင်းကလွတ်အောင်လုပ်လို့ရမလားဆိုမရဘူးအဲ့တော့ပတ်စံနဲ့လုပ်လို့မရတာတွေအများကြီးပဲအများကြီးပဲဒါကြောင့်ငွေကြေးဌာနကိုမြတ်စွာဘုရားချမ်းသာဒုက္ခကိုပေးနိုင်တယ်လို့ဘယ်တော့မှမဟောဘယ်တော့မှမဟောအဲ့တော့ချမ်းသာကြွယ်ဝမှုပစ္စည်းဥစ္စာတွေကအနှစ်သာရလားလို့ဆိုအနှစ်သာရမဟုတ်ဘူးဒီထဲမှာပင်စနံဝေဒနံသာဓာရဏဘာဝေနအတ္တရတဓနတ္တတဲ့ဟောကဏ္ဍဆက်မှာဘုရားလောင်းစဉ်းစားပုံလေးကိုစဉ်းစားကြည့်ပင်စနံဝေဒနံသာဓာရဏဘာဝေနယန္တိမျိုး၅ပါးနဲ့ဆက်ဆံပြီးတော့နေတယ်လူတွေပိုင်ဆိုင်တဲ့ပစ္စည်းဟာယန္တိမျိုး၅ပါးနဲ့ပတ်သက်နေတယ်ဆက်ဆံနေတယ်လို့ဆိုလို့ဆက်ဆံတယ်ဆိုတာဘာတွေနဲ့ဆက်ဆံမီးနဲ့ဆက်ဆံတယ်မီးလောင်ရင်လည်းပါသွားမယ်ရေကြီးလို့ရှင်လည်းပါသွားတယ်ရာဇတာဒရဏတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကသိယူရင်လည်းပါသွားတယ်စောရတာဒရဏတခိုးဓမြတွေကလူယူတိုက်ခတ်သွားရင်လည်းပါသွားတယ်အပိယဒါယာဒတာဒရဏကိုယ်အိမ်မှာကိုယ်မွေးလာတဲ့သားဆိုသမီးဆိုဆိုတာလည်းရှိတတ်တယ်သူတို့ကတုံးလိုက်ဖြုံးလိုက်လို့ရှင်လည်းဒီပစ္စည်းကကုန်သွားတယ်ဒါကြောင့်မို့ပစ္စည်းဥစ္စာတွေဟာရှာတော့ရှာရတယ်ရှာထားပြန်တော့ပစ္စည်းကတော့လဲကိုစွန့်ကိုကတော့လဲပစ္စည်းကိုစွန့်ဆိုကိုဥစ္စာကိုရတာတနေ့ချအဲ့ဒါကြောင့်မို့လို့ကြွယ်ဝချမ်းသာမှုပစ္စည်းဥစ္စာဟာနှစ်သာရလားလို့ဆိုနှစ်သာရမဟုတ်ဘူးတခဏလေးပိုင်ဆိုင်ခွင့်ရလိုက်တာနော်တခဏလေးပဲပိုင်ဆိုင်ခွင့်ရအမြေတွေဘလောက်ပိုင်နေတိုက်ဘလောက်ပိုင်နေရွှေတွေဘလောက်ပိုင်နေငွေတွေဘလောက်ပိုင်နေချမ်းသာတယ်ဟိုးရှေ့တော့ကြည့်ပေါ့ဒီပြည်ဦးတွေမှာပိုင်ဆိုင်သွားတဲ့ပုဂ္ဂိုလ်တွေရှိကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာသူတို့ပိုင်ဆိုင်မှုတွေခုချိန်မှာသူတို့ပိုင်ဆိုင်လို့ရသေးလားမရှိတော့တဲ့ဘဝမှာဆိုရင်ဆိုင်လို့မရတော့ဘူးနော်အလုံးထားခဲ့ရတာပဲမဟုတ်လားဘယ်ရာမှယူတော့လို့မရှိကိုဘိုးဘွားမိဘတွေပဲကြည့်လိုက်သူတို့ရှာထားတဲ့ပစ္စည်းတွေရှိတယ်လေသူတို့ရှာသွားပြီးအလုံးကထားပြီးသွားကြတာအဲ့တော့အတိုင်းအတာတစ်ခုပဲရလောကလူတွေဟာယာထုခုံသိမ်းစီစိန်ဥစ္စာဆိုတာတွေဟာမျက်လုံးလေးနှလုံးမမိတ်ခင်ပါးစပ်ကလေးမပိတ်ခင်လေးပဲပိုင်ဆိုင်နေကြတာတေတွင်းတေပေါက်ရောက်လို့မျက်လုံးလေးနှလုံးလေးပိတ်လိုက်တာနဲ့သူပိုင်ဆိုင်မှုတွေအကုန်လုံးဆုံးသွားတယ်
ဘလောက်ချမ်းသာပိုင်ဆိုင်မှုတွေအဲ့ဒီမှာလည်းအဆုံးသတ်သွားပြီအဆုံးသတ်သွားတော့သူကိုယ်တိုင်ကရောသူဆောက်ထားတဲ့အိမ်ပေါ်မှာနေလို့ရသေးလားရတော့ဘူးနေလို့မရတော့သူပိုင်ဆိုင်မှုမရဘူးကျန်တဲ့လူကဘယ်သူမှမထားဘူးသူနော်အမြန်ပို့ပြလိုက်တာပိုင်ဆိုင်ခွင့်ဘာတစ်ခုမှမရှိတော့ဘူးစီမံခန့်ခွဲမှုမရှိတော့ဘူးအုပ်ချုပ်ခွင့်မရှိတော့အဲ့တော့ဘဝအမှန်တူတောင်းတဲ့ဘဝလေးမှာတဏီကုံအပင်မခံပြီးတော့ရှားဝေဆွဆောင်းရတဲ့ပစ္စည်းဥစ္စာကအနှစ်သာရလားလို့မေးတဲ့အခါဘယ်ဟုတ်မှာဘာမှနှစ်သာရမရှိဘူးမသိခင်လေးပဲအေးပိုင်ဆိုင်နိုင်တယ်သုံးစွဲနိုင်တယ်ဒါလေးပဲရှိတယ်နော်သိသွားရင်လက်ကြည့်ပဲသွားဘာမှမရှိဘူးကိုယ်ပိုင်တာလည်းကိုယ်မှမရှိရန်ကုန်သွားတဲ့ highway လမ်းမကြီးမှာနော်ကားမစင်ကြမောင်းလို့တည်သွားကြတဲ့လူတွေအများကြီးပဲတချို့များမိသားစုအကုန်လုံးတည်သွားပိုင်ဆိုင်မှုတွေဘာမှမရှိတော့နော်တည်ခြင်းတရားနဲ့ရင်ဆိုင်လိုက်ရတဲ့အခါမှာပိုင်ဆိုင်မှုတွေအလုံးကိုစွန့်လွတ်ထားခဲ့ရတယ်ဆိုတဲ့သဘောတရားကိုထောက်ထားကြည့်မယ်ဆိုရင်ရယူသင်းတဲ့အနှစ်သာရမဟုတ်ပြန်ဘူးနော်ပိုင်ဆိုင်မှုတွေအိမ်မဲဖြစ်ဖြစ်ငွေကြေးဌာနပဲဖြစ်ဖြစ်စိန်ရွှေရတနာပဲဖြစ်ဖြစ်မြေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လောကမှာလူတွေပြောတဲ့ property ပိုင်ဆိုင်တဲ့ပစ္စည်းတွေမှန်သမျှသည်လူဘဝမှာထာဝရရယူပိုင်ဆိုင်နိုင်တဲ့အနှစ်သာရမဟုတ်ဘူးဆိုတော့ထင်ရှားသွားထင်ရှားတယ်တခဏပဲနေရမယ်အဲ့တော့ရခဲ့သောလူဘဝရပြီးတော့အနှစ်သာရမရှိတာတွေရယူပြီးလူဘဝတစ်ခါဆုံးသွားပြန်ပြီဆိုရင်အဲ့ဒီလူဟာလူဖြစ်ချိုးနှပ်ပါတော့မလားမနှပ်ဘူးဒီပစ္စည်းတွေရှာပြီးသူသေသွားပြန်တယ်သေတဲ့အခါမှာကုသိုလ်ကောင်းမှုလည်းလုံးမသွားဘူးဆိုရင်ဒီပစ္စည်းတွေမဲ့ပြီးတော့ပြိတ္တာဖြစ်ပြန်ဒီပစ္စည်းတွေမှာကြောင်းကြပြီးတော့ပြိတ္တာဖြစ်တယ်နော်ဆွဲလန်းပြီးတော့ပြိတ္တာတွေဖြစ်တယ်ဥဒ္ဒဆောင်တွေဖြစ်တယ်ဒီလိုဖြစ်တာမွေဖြစ်တယ်အဲ့ဒီလိုလောကကြီးဟာတသက်လုံးကြိုးစားရှာထားတဲ့ပစ္စည်းဥစ္စာတွေဟာကိုယ့်အတွက်အနှစ်သာရမဟုတ်ဘူးတဲ့မြတ်စွာဘုရားအဲ့ဒါအနှစ်သာရမဟုတ်ယုံနေမကဘူးကိုယ့်ဒုက္ခပေးသွားနိုင်သေးတယ်ဒါကြောင့်မြတ်စွာဘုရားဟနန္တိဘောဂဒုံမေတံအခုလိုမစဉ်းစားဘူးဆိုလို့ရှိရင်ဒုံမေတပဲကိုယ့်ဘဝကိုယ့်အရေးကိုမစဉ်းစားတတ်ဘူးဆိုရင်အသိဉာဏ်မရှိရာရောက်တယ်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုစီးစိမ်ဥစ္စာတွေကကိုယ့်ကိုပဲပြန်ပြီးတော့ဒုက္ခပေးတယ်လို့မြတ်စွာဘုရားလိုဟောတာနော်ဟနန္တိဘောဂဒုံမေတဘောဂစီးစိမ်ဥစ္စာတို့သည်ဒုံမေတစဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုဟနန္တိဖြစ်စည်းတတ်တယ်ပြန်ပြီးတော့ဒုက္ခရောက်အောင်လုပ်တယ်နောစပါရခဝေတိနောဒါပေမဲ့ပစ္စည်းဥစ္စာကိုစနစ်တကျအနှစ်သာရရအောင်သုံးစွဲပြီးတော့နိဗ္ဗာန်ကိုရောက်အောင်ကြိုးစားတဲ့နိဗ္ဗာန်ကိုရှာဖွေတဲ့ပုဂ္ဂိုလ်တွေကိုတော့မဖြတ်စည်းနိုင်ဘူးလို့သူတို့ဆိုတယ်အဲ့တော့လူဘဝအနှစ်သာရဟာပိုင်ဆိုင်မှုတွေကလူဘဝအနှစ်သာရလားဆိုမဟုတ်ဘူးတဲ့လူဘဝအနှစ်သာရကဘာတော့ဆိုလို့ရှိရင်နော်ကိုချင်းနဲ့ကိုချင်းတရားသီလအများကိုလူမှုတမ်းမှုပြုတဲ့ဒါနစာကစွန့်ကြဲမှုဆိုတဲ့စာကစောင့်တည်တဲ့သီလလေးလာစိတ်မှုအထုတ်တဲ့သုတပညာကိုယ်တဏ္ဍာမှာရှိတဲ့တတ္တာဆိုရမယ်ဆိုရင်တတ္တာရဲ့သီလရဲ့သုတရဲ့စာကရဲ့ပညာရဲ့ဒီ၅မျိုးကတော့တကယ်အနှစ်သာရပဲဒီ၅မျိုးမရဘဲနဲ့သေသွားတဲ့လူတွေမရှိဘူးလားအများကြီးရှိနော်တတ္တာဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကိုယုံကြည်တဲ့ပုဂ္ဂိုလ်ကံကံရဲ့အကျိုးကိုယုံကြည်တယ်ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားတယ်စိတ်ဝင်စားသည့်အတွက်ကြောင့်တရားနာတယ်သူတော်ကောင်းတွေကိုစိတ်ကပ်တယ်ဘုရားဟောတဲ့အဆုံးအမတွေကိုနာယူတယ်မှတ်သားတယ်လေ့လာတယ်ဖတ်ရှုတတ္တာကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်ဝင်စားအဲ့ဒီတတ္ထာရှိလာပြီဆိုလို့ရှိရင်သီလဆိုတဲ့ကိုချင်းတရား
ခဏစောင့်တည်လိုက်တယ်သီလဆိုတာစဉ်းစားကြည့်လေကိုချင်းတရားဆိုတာလူဖြစ်လာလို့ရှိရင်သူများအသက်မတတ်ဘူးရှောင်တယ်ဒါကိုချင်းတရားသူများဥစ္စာမတရားမယူဘူးရှောင်တယ်သူတော်ဘာသမယမစော်ကားဘူးမပြစ်မှားဘူးရှောင်ကျင်တယ်လိန်ဒီပြောကြပြီးတစ်ဖက်သားဒုက္ခရောက်အောင်မလုပ်ဘူးရှောင်တယ်မူရစေဝမသုံးဘူးရှောင်တယ်ဟောဒီ၅မျိုးကအလွန်ကျင့်တတ်စရာကောင်းကဲဒါရှောင်တဲ့ပုဂ္ဂိုလ်တရားဟာရာဇဝမှုကျွလွန်စရာအကြောင်းရှိရလားရှိဘူးလေလောကမှာရာဇဝမှုဆိုတာလေကြည့်လိုက်လူသတ်မှုတဲ့ဓမြမှုတဲ့ရိတ်လုတ်တဲ့အမှုတဲ့လိန်လီမှုတဲ့မူရစေဝါဒါတွေပဲမဟုတ်လားဒုစရိုက်ဆိုပြီးတော့အခုပြောနေတဲ့လူလောကမှာအပြစ်ဒဏ်တွေချက်မှတ်ပြီးတော့ဖန်ဆီးခံနေရတဲ့အလုပ်တွေအဲ့ဒါတွေကြီးပဲလေကဲအဲ့ဒါတွေကကိုယ်တဏ္ဍမှာဒါတွေကိုရှောင်လိုက်တာရှောင်ကျင်ပြီးတော့မိမိကိုထိမ့်သိမ်းဆော့ရှော့နိုင်ခြင်းကိုသီလလို့ခေါ်တယ်ဟောသီလဆိုဒီမှာစေရနာသီလံစေရတိကံသီလံလို့ဆိုတဲ့အတိုင်းစေရနာဆိုတာဒါတွေမလုတ်ပါဘူးလို့ရှောင်ပါမယ်ဆိုတဲ့စိတ်စေရနာစေရနာလို့ခေါ်ခုနတုန်းကစောင့်တည်လိုက်တဲ့အခါမှာတာမန်စောင့်တည်မျိုးနဲ့မစောင့်တည်နဲ့ဘယ်တော့ပဲဖြစ်ဖြစ်ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယမိဆိုငါဘယ်သူမှအသက်ကိုမတတ်ဘူးဆိုတဲ့စိတ်စေရနာကိုယ်တဏ္ဍာနဲ့မှာဆုံးဖြတ်ချက်နဲ့ဆိုရမယ်တာမန်လေးနဲ့မဆိုနဲ့နော်သူများတဲ့အသက်ချင်းမှငါရှောင်ပါမယ်တမာဒါနစေရနာမလုပ်ဘူးသူများတဲ့ရှောင်ခြင်းဆိုတဲ့အလုပ်ကိုခံယူဆောက်တည်ထားတယ်အေးသူများဥစ္စာမတရားယူခြင်းရှောင်မယ်ခံယူဆောက်တည်ထားတယ်သူတော်အသမယပြစ်မှားကျွလွန်ခြင်းမှာရှောင်တယ်ခံယူဆောက်တည်ထားတယ်အေးသူတော်ဘာအကျိုးမြတ်အောင်လိမ့်လီလှိပြပြောဆိုခြင်းမှာရှောင်တယ်မနာဟုပဲပြောမယ်ခံယူထားတယ်ဘုရစေဝါရှောင်တယ်ဆိုအဲ့ဒီရှောင်ဖို့ဆိုပြီးတော့စိတ်ထဲမှာဆုံးဖြတ်ပြီးခံယူဆောက်တည်လိုက်တာတမာဒါနစေရနာလို့ခေါ်တယ်အဲ့ဒီအချိန်မှာတမာဒါနစေရနာသီလရှိသွားတယ်လို့ဒီလိုပြောတာအဲ့တော့လက်ခံထားလိုက်တာဒါဖြစ်သေးတယ်သို့တော့အဲ့ဒီသီလဟာကိုလက်ခံထားသည့်အတွက်ကြောင့်မချိုးမဖောက်မချိုးဖောက်ခြင်းဒီသီလကိုလက်ခံထားတဲ့အတိုင်းဟာမပျက်စီးသေးဘူးလို့ဆိုရခုနစောင့်တည်ထားတဲ့သီလကိုချိုးဖောက်တာမလုပ်သေးသမျှကာလပတ်လုံးကိုယ်မှာသီလရှိတယ်လို့တော့ပြောလို့ရတယ်အေးကျွလွန်เสียကြုံလာတယ်တရားရကောင်တတ်ဖို့ကြုံလာတယ်သူများဥစ္စာရှားယူဖို့ကြုံလာတယ်မယူဘူးရှောင်လိုက်တယ်အဲ့ဒါကြတော့ဝိရတိလို့ခေါ်တယ်ကြုံလာတဲ့အခါမှာရှောင်လိုက်တာဝိရတိအဲ့ဒါကြောင့်သီလဆိုတာသူများပစ္စည်းတွေအခုတွေးကြတယ်မော်လားသတင်းစာတွေထဲမှာပတ်စံနေမြောင်များစွာအထုပ်ကြီးမေ့ကြံရတဲ့အေးပြန်ပြီးတော့ပေးတယ်မယူဘူးရှောင်တယ်လေအဲ့ဒါကိုချင်းသီလလို့ခေါ်အဲ့ဒါလို့ရှောင်တဲ့ပုဂ္ဂိုလ်တွေကိုဂုဏ်ပြုတယ်ဟောဂုဏ်ပြုတိုက်တယ်အရေးချင်းရှိတယ်ဂုဏ်ပြုတိုက်တယ်ရိုးသားတယ်ဖြောင့်မတ်တယ်ဆိုတဲ့အရေးနဲ့ယုံတယ်အဲ့ဒါကိုချင်းသီလကိုချင်းသီလဆိုတာရှောင်တာလဲကိုချင်းသီလစောင့်တည်တာလဲကိုချင်းသီလအဲ့ထဲမှာဒီသီလကိုတန်ဖိုးရှိရှိအချိန်မကိုယ်တဏ္ဍာမှာစဉ်းစားဖို့လေလိုအပ်သေးတယ်ဘယ်လိုစဉ်းစားရငါမနေ့မိုးလင်းကစားပြီးခုချိန်ထိသူများတဲ့မတတ်ဘူးငါကိုချင်းတရားယဟနာပုဂ္ဂိုလ်ကြီးကျင့်တဲ့အတိုင်းကျင့်ရတယ်ဝန်တာဆရာကြီးပဲငါဘဝသူများဥစ္စာတွေငါမခိုးဘူးရှောင်းတယ်ဝန်တာဆရာကြီးသူတော်အသားမယားတွေငါမပြစ်မှားဘူးဝန်တာဆရာကြီးသူတော်အကျိုးပြည့်အောင်မလိမ့်လေဘူးဝန်တာဆရာကြီးပဲဝိသေဝမသုံးစားဘူးဝန်တာဆရာကြီးဆိုကိုယ်သီလကိုကိုယ်အာယုံပြုပြီးပီတိဖြစ်အောင်လုပ်ရအဲ့ဒါသီလပရိภဝိတံစိတ်တံသီလနဲ့ထုံမွန်းထားတဲ့စိတ်လို့ခေါ်တယ်အဲ့ဒီစိတ်ဟာဘယ်တော့မှအောက်ကိုမဆွဲဘူးအထက်ကိုပို့ပါစိတ်ဟာအမှန်တမ်းအရေးကြီးတယ်လို့ဆိုလို့တယ်တန်ဖိုးတက်အောင်အဲ့ဒါလို့လုပ်ရ
ငွေကြေးဒနာတွေဒီအတိုးတက်အောင်ဘယ်လိုလုပ်ကြချေးထားကြတယ်မဟုတ်လားချင်းကားတယ်ရင်းနှီးမြုပ်နှံမှုလုပ်တယ်ဒီတိုင်းထားလို့ရှိရင်အတိုးတက်ပါမလားမတက်ဘူးသီလလည်းစောင့်တည်အောင်စောင့်တည်ထားပြီးမစင်စားရင်အတိုးမတက်ဘူးပြန်စဉ်းစားပြီးတော့ဝန္တာပီတိဖြစ်ရမယ်ဒီလိုဆိုလို့အဲ့ဒါလူဘဝမှာရယူရမယ်အနှစ်သာရလို့ခေါ်တယ်ပေါ့တတ္တာသီလသုတ္တတရားဓမ္မတွေနားတယ်မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတွေနာယူတယ်မှတ်သားတယ်နော်စာအုပ်တွေဖတ်တယ်လောကမှာအကျိုးရှိရာရှိကြောင်းဘောဓုတ္တတွေစီးဖို့အထုတ်တယ်အဲ့ဒီသုတ္တအလွန်တန်ဖိုးရှိတယ်သုတ္တတန်ဖိုးရှိလို့ပါပတ်စံအကုန်ကြခံပြီးတော့စာသင်ကျောင်းတွေဆောင်းနေကြတာမဟုတ်လားကိုယ်သားသမီးတွေကြောင်းထားတာဘာအတွက်ထားတာတော့သုတ္တအတွက်ထားတာအဲ့ဒါကြောင့်သုတ္တဆိုတာရှိရသုတ္တရှိမှ wisdom ဆိုတဲ့ပညာလာတာသင်လိုက်တာတော့ subject matter သင်တာပဲဒါပေမဲ့ပညာသင်တယ်လို့ပြောကြတယ်အေးစဉ်းစားစရာအကြောင်းအရာတွေလောကမှာဖြစ်ပြလာတဲ့သိရမယ့်အကြောင်းအရာတွေကိုသင်ပေးတာအဲ့ဒါသုတ္တလို့ခေါ်တယ်ပေါ့အခုတရားပွဲတွေလုပ်တယ်ဆိုတာသုတ္တရအောင်လုပ်တယ်လူဘဝမှာဘယ်လိုနေရမယ်ဘယ်လိုအကျိုးရှိရမယ်ခုလူဘဝရခဲ့တယ်ဆိုတာကိုရှင်းပြလိုက်တော့သဘောပေါက်တယ်နော်လူဘဝရခဲ့တယ်တချို့ကတန်တရားရှိတယ်လူဥယျာဉ်တွေတိုးနေသည့်အတွက်ကြောင့်လူဘဝရခဲ့တယ်လို့မထင်ကြဘူးတရိစ္ဆာန်ဥယျာဉ်နဲ့မနှိုင်းရှင်သေးလို့ပါနော်နှိုင်းရှင်ကြည့်လိုက်ရင်ရခဲ့တာသိချဟောတည်တည်ချာချာစဉ်းစားကြည့်လိုက်တဲ့အခါမှာလူဘဝရခဲ့တယ်လူဘဝရလာပြီရှားယုံနဲ့တင်ကိုလုံးတဲ့ကိစ္စပြီးပြီလားမပြီးဘူးရှားယူရမယ်အနှစ်သာရကိုရအောင်ယူဖို့လိုသေးတယ်နော်လူဖြစ်ယုံနဲ့အနှစ်သာရရမှာမဟုတ်ဘူးလူဖြစ်ယုံဖြစ်ပြီးတော့စာဝတ်နေလုံပန်းရင်ကနေပြီးတော့တာမန်နဲ့ပဲနေစဉ်စားစရာတောက်စရာနေစရာထိုင်စရာတွေရှားရင်ဖွေရင်နဲ့ပဲသိဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲလေဘာကုသိုလ်မှလည်းမရရမလုံးလိုက်ဘူးဘာဘောဓုတ္တမှလည်းမရှိလိုက်ပဲလောကကြီးမှာဒီလိုနဲ့ပြီးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိဘာမှလည်းထူးထူးခြားခြားမရလိုက်ဘူးအဲ့ဒီလိုမဖြစ်ရအောင်သုတ္တဆိုစီဘူးအထောက်သုတ္တဖြစ်လာပြီဆိုလို့ရှိရင်ဘာလို့စာကကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေဒါနကောင်းမှုလုပ်တယ်ဒါနကောင်းမှုလုပ်တယ်အဲ့တော့သုတ္တဆိုတဲ့ဘောဓုတ္တရှိတဲ့အခါမှာမြတ်စွာဘုရားကဟောတယ်အေးမင်းပစ္စည်းဥစ္စာကိုတရားတဲ့နည်းနဲ့ရအောင်ရှာဟောဘုရားကဆုံးမတယ်ရအောင်ရှာပြီးတော့အဲ့ဒီပစ္စည်းကိုအကျိုးရှိအောင်မင်းသုံးတတ်ရမယ်ဘယ်လိုသုံးဆိုတာမြတ်စွာဘုရားမင်းရှာလို့ရတဲ့ပစ္စည်းမင်းချမ်းသာအောင်အသုံးပြုနေကိုချမ်းသာအောင်နေအိမ်လို့ရင်အိမ်ဆောက်ကားလို့ရင်ကားဝယ်စီးကိုယ်ပစံချမ်းသာလို့ရှိရင်နော်အဝတ်စားကောင်းတာဝယ်ဝတ်ကောင်းကောင်းစားကောင်းကောင်းနေကိုချမ်းသာအောင်ထားပြီးရင်ကိုမိဘတွေကိုချမ်းသာအောင်ထားပြီးရင်ကိုသားမယားချမ်းသာအောင်ထားနောက်ပြီးကိုမိတ်ဆွေတွေပူရှံလို့ရှိရင်ထောက်ပံ့အဲ့ဒီနောက်မှာဒါနကောင်းမှုလုပ်မရှိစင်ရသားတွေကိုပေးတယ်ကမ်းတယ်ကံကောင်းအကြောင်းမလားလို့စားတယ်တောက်เสียချွတ်တဲ့နေတဲ့ပုဂ္ဂိုလ်တွေကိုအကျဉ်းတရားထားပြီးပေးတယ်သို့မဟုတ်ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေအခုဆိုလို့ရှိရင်နော်လောကမှာပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ဆိုတာဖះဟာပူဇော်တိုက်ဆုံးပုဂ္ဂိုလ်ပဲဖြစ်တယ်အဲ့ဒီပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်တယ်မြတ်စွာဘုရားထီတော်လှူကြမယ်စိတ်ဘူးလှူတယ်ဒီချက်မှာထည့်ပြီးတော့ကိုရထားတဲ့ပစ္စည်းဥစ္စာတွေကပူဇော်လိုက်တဲ့ဘုရားကိုပူဇော်တယ်အဲ့ဒါလိုပဲလူမှုရေးကိစ္စတွေလုပ်တယ်ကိုရရွာမှာနေတဲ့အခါမှာအလကားသားမနေဘူးအများအကျိုးကြည့်အများအကျိုးဆောင်ရွက်ပေးရလောကမှာလူဖြစ်လာလို့ရှိရင်မနေစင်းရကိုချမ်းသာတာတစ်ခုတည်းကိုမကြည့်အောင်အများချမ်းသာဖို့အတွက်လည်းကြည့်ရဖះလောင်းနေဟာဘယ်တော့ပဲဖြစ်ဖြစ်သူတို့လောကကြီးမှာမွေးဖွားလာတာအများအတွက်လို့ခံယူထားတယ်သူတို့
အများအတွက်ရရတခုမှစုပေါင်းပြီးတော့နေကြတယ်အများကောင်းကျိုးအတွက်ဆောင်ရွက်နိုင်ရမယ်ဘဟုစနာဟိတယဘဟုစနာဒုက္ခယကိုအိမ်ကိုချမ်းသာပြီးရောကျန်တဲ့လူတွေဘယ်လိုနေဒီလိုပုံစံမျိုးမနေရဘူးလို့ဆိုဒါစာခလို့ခေါ်တယ်နော်စာခဆိုတာကုညီဖို့စနစ်ပယတပါဏိစေကြအပြီးတော့လက်ရှိသူဘသူကုညီရမလဲကုညီဖို့ရကိုယ်မှာအစဉ်သင်းဖြစ်တယ်သူများရဲ့အကျိုးစီးပွားတွေကိုဆောင်ရွက်ဖို့အစဉ်သင်းဖြစ်နေတယ်အဲ့ဒါရှိကိုရှိတဲ့နော်လူဖြစ်လာပြီဆိုရင်အဲ့ဒါတွေကအနှစ်သာရတွေလို့ဆိုလို့တယ်ကိုယ့်အကိုရှာတာကိုယ့်အကိုရတာကိုယ့်အကိုစားတာအနှစ်သာရမဟုတ်ဘူးဒါတရားဝတိုင်းဟာကိုယ့်အတွက်လှုပ်တတ်တာအကြည့်ပဲဟုတ်တယ်မဟုတ်လားကိုယ့်အတွက်ရှာတာကိုယ့်အတွက်လှုပ်တာရိုးနေတဲ့ကိစ္စတစ်ခုပဲအဲ့ဒီရိုးနေတဲ့ကိစ္စတွေကလမ်းဖက်ထွက်ပြီးသူများအတွက်လှုပ်တာလေးတစ်ခါလောက်လှုပ်ချပေါ့မြတ်စွာဘုရားဘုဇနာဟိတယဘုဇနာဒုက္ခယအများချမ်းသာဖို့အတွက်လှုပ်ပေးတယ်ဒီတရားဘဝရောက်သွားတဲ့မဆလရွာကမကားလူလင်ဆိုမခဆိုလူတယောက်စိတ်ကူးကောင်းပြီးမလုပ်တယ်လမ်းနေပြင်းနေလမ်းပြင်းတဲ့အခါသူကလမ်းတွေကိုတန်းတန်းရှင်းရှင်းလုပ်တယ်တပြက်စီးလဲတယ်ခြိုက်တွေချင်းတွေဖိုးတယ်သူစေရနာနဲ့သူလုပ်တယ်အေးသူလုပ်တာကိုအားကြပြီးတော့ပါဝင်လုပ်ကြတဲ့ပုဂ္ဂိုလ်တွေတဖြည်းဖြည်းနေတဲ့ပုဂ္ဂိုလ်တွေဒီလမ်းကြောင်းကရှောက်ဘယ်သူပဲရှောက်ခလုတ်ကတင်းခြိုင်ကျင်းနေမရှိပါစေနဲ့ဆိုပြီးတော့နေတဲ့နေရာဖိုးတယ်တော့မြင့်တဲ့နေရာကပူတွေကိုဖြွေတယ်ဆူတွေအမိုက်တွေမရှိအောင်ရှင်းလင်းတယ်ဟောလမ်းစာလှုပ်တယ်လှုပ်တဲ့အခါကျတော့သူလမ်းပေါ်သွားတဲ့လူတိုင်းဟာချမ်းသာလူတိုင်းကြိုက်တယ်ဆိုတာသူသဘောပေါက်သွားတယ်နောက်တစ်ခါရရွာပတ်ဝန်းကျင်မှာတန်ရှင်းသားရအောင်သူလှုပ်တယ်လှုပ်တဲ့အခါမှာလည်းပဲလူတွေကသူတပြက်စီးပြောင်လှဲထားတဲ့တစ်ပင်အောင်မှာလာနားကြတယ်ထိုင်ကြတယ်။အော်လူတွေဆိုတာตายရတဲ့နေရာဆိုကြိုက်ကြပါလားသဘောကျတယ်။အဲ့ဒါတွေကိုဆက်လုပ်တယ်သူကစာကကိုကျိုးကိုဆွန့်လွတ်ပြီးတော့အများကျိုးလုပ်တာ။နော်ဘယ်သူမှသူခိုင်းတာမဟုတ်။အဲ့လိုကနေပြီးတော့အများကောင်းကျိုးတွေကိုပြုလုပ်ခဲ့သည့်အတွက်ကြောင့်သူဟာတာဝရိန္ဒနတ်ပြည်မှာတရားပေါ်အရောက်သွားတယ်။ဒီကုသိုလ်တွေကြောင့်ရတာလို့ဆိုလို့ဒါကြောင့်မို့လူဘဝမှာတန်ဖိုးရှိနေထထိုင်နဲ့လှုပ်တတ်မယ်ဆိုလို့ရှိရင်လူဘဝဟာအလုံးကိုအစင်မြင့်တယ်နော်ဘာမှမလုပ်ခဲနေရင်လည်းဘာမှမဖြစ်ဘူးလှုပ်မယ်ဆိုရင်လည်းလူဘဝဖြစ်လူဘဝမှာဖះလောင်းနေပဲကြည့်ဖះလောင်းနေဟာကိုယ်နဲ့ပတ်ဝန်းကျင်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ထားတယ်မေတ္တာတရားဆိုတာကိုယ့်ရင်ထဲမှာဘသူပေါ်မှာမမုန်းဘူးဆိုတယ်အမုန်းတရားကိုရင်ထဲမှာဘယ်တော့မှမထည့်ကိုမုန်းအောင်လုပ်တဲ့လူလည်းမမုန်းဘူးကိုရှာကြည့်ငါရင်ထဲမှာမုန်းတဲ့လူရှိလားစိတ်ထဲမှာဒေါသရှိလားငါချက်ချင်းဒေါသဖြစ်တာမျိုးရှိသလားအဲ့ဒီဒေါသကိုဘာနဲ့ဖယ်ရမလဲဆိုမေတ္တာနဲ့ဖယ်ရမြတ်စွာဘုရားဟောတယ်မေတ္တာဘာဝေတ္တဗဒေါသတပါဏာယဒေါသဖယ်ဖို့အတွက်မေတ္တာပွားလို့ဆိုတာကိုယ်ရင်ထဲနှလုံးထဲမှာအမုန်းတရားကင်းအောင်လုပ်တာပဲဖြစ်တယ်ပေါ့အေးလောကလူတွေကမေတ္တာပွားတာတောင်မှပဲကိုချမ်းသာဖို့မေတ္တာပွားနေကြတယ်ကိုယ်ရင်ထဲကဒေါသကိုဖယ်ဖို့လို့စိတ်ထဲမှာသိမရှိကြဘူးနော်ကိုမေတ္တာပို့ရင်တရားဝါတွေချမ်းသာလိမ့်မယ်လို့ထင်ကောင်းထင်တယ်မဟုတ်ဘူးဒေါသဆိုတာအရေးကြီးဆုံးကကိုယ်ရင်ထဲကအမုန်းတရားကိုဖယ်ဖို့ကြိုးစားတာမေတ္တာတော့ပို့ပါရဲ့ဒေါသကြီးလိုက်တာဆိုရင်တဘာဝမကြောက်ဟုတ်ကဲ့လားမေတ္တာရဲ့တဘာဝဟာဘာလို့ရင်ထဲကဒေါသကိုထုတ်ပစ်တာကိုယ်ထဲကထုတ်ဖို့အရေးကြီးတယ်လေကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ဒေါသကိုထုတ်ပစ်ဖို့အရေးကြီးအဲ့ဒီဒေါသကိုထုတ်နိုင်ပြီဆိုရင်အလုံးပေါ်မှာမေတ္တာထားနိုင်တဲ့စိတ်ရှိမေတ္တာထားပြီဆိုပြီးကိုယ်ရဲ့နှိမ်ချသွားရင်ကူညီဖို့အစဉ်နဲ့ကိုယ်ရဲ့တာသွားရင်လည်းဝမ်းသာဖို့အစဉ်နဲ့ဟောတိခံခွင့်လို့ဖို့ဆိုတာလည်းအစဉ်နဲ့ဖြစ်လာအဲ့ဒီလိုမေတ္တာကရုဏာမုဒိတာ
ဥပိ္ပခာလို့ဆိုရယ်မြင့်မြတ်တဲ့ပြမစိုးတရားတွေကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာရောက်လာပြီဆိုရင်ဒါနပေကန္နာတို့သီလသူများကိုမထိခိုက်အောင်ကိုချင်းကိုထိမ့်သိမ့်သီလဆိုတာပြောတာသူများမထိခိုက်အောင်လုပ်တာကိုသီလလို့ခေါ်တယ်ပါဏာတိပါဒဆိုတာကိုယ့်ကိုတတ်တာမှမဟုတ်တာသူများတတ်တာမဟုတ်လားအဲ့တော့သူများကိုမတတ်တာသူများကိုမထိခိုက်တော့အရိဏဒါနလည်းသူများပစ္စည်းခိုးတာကိုယ့်ပစ္စည်းကိုခိုးတာမှမဟုတ်တာအဲ့တော့ကိုကသီလဆောက်တည်ခြင်းသည်သူများအထိခိုက်နစ်နာမှုမရှိအောင်လုပ်ခြင်းပဲဖြစ်တယ်ပေါ့အများအကျိုးဆောင်ရတယ်ဒါကြောင့်မို့ပရဟိတလုပ်ငန်းတွေကိုလောကလူတွေကတော့ထင်ကြတယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုပတ်စံပေးတာတို့ကြွေးတာမွေးတာဒါတော့ပဲပရဟိတထင်တယ်မဟုတ်ဘူးငါးပါးသီလဆောက်တည်တာလည်းပရဟိတပဲပရဟိတအစစ်အဲ့ဒါကိုယ်တိုင်လည်းဆောက်တည်တယ်သူများလည်းဆောက်တည်ဖို့ရာတိုက်တွန်းတယ်အဲ့ဒါပရဟိတအဲ့ဒါကြောင့်မို့လို့ရရွာတစ်ခုမှနေထိုင်ကြပြီဆိုရင်တန်မိုးရှိတဲ့အလုပ်တွေကိုလုပ်နိုင်အောင်ကြိုးစားရမယ်တန်မိုးရှိတဲ့အလုပ်တွေအဲ့ဒီတန်မိုးရှိတဲ့အလုပ်တွေဆိုတာအခုပြောရတဲ့တုတ္တဆိုတာကိုအခြေခံပြီးတော့စာခကိုဘွားကိုဆုံးလို့အနိနာခံဆုံးလို့ပြီးတဲ့အခါကျတော့အများကောင်းကျိုးဆောင်ရွက်တယ်လုပ်ကိုင်းတယ်နော်အများကောင်းကျိုးဆောင်ရွက်တယ်လုပ်ကိုင်းတယ်အဲ့ဒီစာခနဲ့ပညာဆိုတာကြတော့အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးလုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိတဲ့အသိဉာဏ်ကိုဆိုလိုတယ်ပေါ့အဲ့ဒီအသိဉာဏ်ဟာအမှန်တမ်းတန်ဖိုးရှိတယ်လို့ပြောတယ်ဒီတဲ့အစင်းမြင့်တဲ့အသိဉာဏ်ကြတော့ဘာလို့ဆိုရင်အရာခတ်သိမ်းဟာဘယ်အရာမှမမြဲဘူးကိုယ့်ကိုယ်လည်းပြန်စဉ်းစားကြည့်တယ်ငါငယ်ငယ်တုန်းကရုပ်တည်မရှိတော့ဘူးခုချိန်မှာအလုံးဟာသွားခဲ့ပြီမရှိတော့ဘူးနှုတ်ပြမှုတွေအလုံးဆုံးရှုံးသွားပြီနော်ကျမ်းမာနေလို့ရှိရင်လည်းကျမ်းမာမှုတွေမကျမ်းမာတဲ့အခါမှာကျမ်းမာမှုတွေလည်းဆုံးရှုံးသွားပြီနောက်ဆုံးကြတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဆုံးရှုံးသွားမမြဲတဲ့သဘောကိုစဉ်းကျင်စဉ်းစားနိုင်အောင်ငါးတဏ္ဍာမှာတကယ်ရှိတာယုံနဲ့နာနှစ်မျိုးပဲရှိတယ်ရုပ်ဆိုတာအာယုံကိုမသိနိုင်တဲ့ body ဆိုရရုပ်ခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးနာမ်ဆိုတာကသိတဲ့အရာတမာအပြင်ခွဲမယ်ဆိုလို့ရှိရင်နော်ရိတ်တာတရားဟောတဲ့ဆရာတော်တွေခွဲတယ်လို့ပဲစာကျင်နာကနာမ်စားတာကရုပ်ဟုတ်ကလားစားခြင်းတဲ့စိတ်ကလေးကနာမ်ပဲစားခြင်းတဲ့စိတ်ကလေးကနာမ်လေအဲ့ဒီနာမ်ကစားခြင်းလို့ယောဂစားသူတို့နှစ်ခုပေါင်းဆက်ပြီးတော့ဖြစ်တာနော်ပေါင်းဆက်ဖြစ်တယ်သိတာကနာမ်မသိတာကရုပ်ရုပ်နဲ့နာမ်နှစ်ခုပေါင်းဆက်ပြီးတော့နေတယ်အဲ့ဒီပေါင်းဆက်ပြီးတော့လူတွေကလှုပ်ရှားနေအဲ့တော့ရုပ်နဲ့နာမ်ကလွဲပြီးတခြားဟာမရှိဘူးလို့သိတာပညာလို့ခေါ်တယ်အဲ့ဒီတဆင့်တက်ပြီးဒီယုံနဲ့နေဟာလဲဆိုင်ရအကြောင်းတရားတွေအကြောင်းသာဖြစ်လာတာဖြစ်တယ်လို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲဒီယုတ်တွေနဲ့နေဟာဖြစ်လာပြီးရင်လည်းလုံးဝပျက်စီးသွားကြတယ်မမြဲဘူးလို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲတဆင့်တက်ပြီးတော့သိသွားတဲ့အခါမှာနော်ကျင့်တတ်เสียမကောင်းတော့ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အသိတွေလည်းသိလာအဲ့ဒီလိုအသိဉာဏ်တွေသိလာတဲ့အခါကျတော့ဘာဖြစ်လဲကိုယ်ခန္ဓာကိုယ်ပေါ်မှာပစ္စည်းဥစ္စာပေါ်မှာတွေ့တာမှုတွေတတ်မဲ့မှုတွေအာကိုမှုတွေယုံကြည်မှုတွေရောပါသွားတယ်လောကလူတွေဟာတွေ့တာမှုကအမှန်တမ်းကြီးမားတယ်ပစ္စည်းလည်းတွေ့တယ်လူလည်းတွေ့တယ်နောက်ဆုံးကိုယ့်ကိုယ်တွေ့တယ်နော်ကိုယ့်ကိုယ်တွေ့တာတယ်တတ်မဲ့တယ်အဲ့ဒါတွေကအခုလို့ပညာနဲ့မှလျှော့ချလို့ရမယ်ဒါဖြင့်ကိုယ့်ကိုယ်ကိုတွေ့တာတယ်တတ်မဲ့တယ်ဆိုတော့ဘာဖြစ်လဲလို့ဆိုရင်တွေ့တာမှုတတ်မဲ့မှုသည်တောကကိုမွေးဖွားနေခြင်းပဲဖြစ်တယ်တောကကိုမွေးဖွားပေးတယ်မတွေ့တဲ့နေရာတောကဆိုတာမရှိဘူးလွယ်လွယ်လေးစဉ်းစားကြည့်ကားပိုင်တဲ့လူတယောက်သူကားကတမိုးကြီးကြီးပေးထားတဲ့ကားလမ်းသွားလို့ကားအက်ဆီဒင့်ဖြစ်တယ်ဆိုရင်သူစိတ်ထဲဘယ်လိုနေမလဲစဉ်းစားကြည့်နော်သူပစ္စည်းသူမနှမျောပေဘူးလားနှမျောတာကနှမျောရုံနဲ့ပြီးသလားစိတ်တွေမပူဘူးလားပူတယ်
စိန်တွေရလို့ရွှေတွေရလို့စိန်ရွှေပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဟာစိန်ပြောက်တာတို့ရွှေပြောက်တာတို့ဆိုဘယ်လိုနေစိတ်ပူတယ်မဟုတ်လားအဲ့ဒါတွေကတွေ့တာမှုကြောင့်ဖြစ်တဲ့တောကတွေလို့ခေါ်တယ်လူလဲထို့တူပဲတွေ့တာရင်တောကဖြစ်တယ်ကဲကောင်းပြီအဲ့ဒီကားကိုရောင်းပလိုက်တဲ့အခါမှာပတ်စံယူလိုက်ပြီကားကိုဟာမဟုတ်တော့ဘူးဆိုရင်အဲ့ဒီကားနဲ့ပတ်သက်ပြီးပူသေးလားကိုပိုင်ထားတဲ့စိန်ကလေးတစ်ဝက်သူများရောင်းလိုက်ပြီးအဲ့ဒီစိန်အတွက်ပူသေးလားပူတဲ့စိတ်ကပဲရောက်တာတော့ဆိုပတ်စံထုတ်ကြီးပေါ်ရောက်သွားပြန်ဟုတ်ကလားပတ်စံထုတ်ကြီးပေါ်ရောက်သွားကဲဘာတကူမှမရှိတော့ဘူးဆိုပူစရာရှိသေးလားသူကိုယ်သူလည်းပဲဒီရလာတဲ့အရာဝတ္ထုသည်သုံးဖို့သာဖြစ်တယ်လှူဖို့သာဖြစ်တယ်တမ်းဖို့သာဖြစ်တယ်စားတော့ရမယ်လှူဒန်းရမယ်ဆိုရယ်အတိသိထားလို့ရှိရင်ဒီပေါ်မှာပူအောင်မလားမပူတော့ဘူးအဲ့ဒါတွေ့တာမှုရှိသမျှတောကဆိုတာလာနေမှာပဲတွေ့တာမှုမရှိဘူးဆိုရင်တောကမရှိတော့ဘူးအဲ့ဒါလို့သိတာကိုပညာလို့ခေါ်တယ်အဲ့တော့ပေါင်းကြည့်လိုက်တဲ့အခါမှာတရားရှိရမယ်သူသီလရှိရမယ်တုတ္တရှိရမယ်စာကရှိရမယ်ပညာရှိရအဲ့ဒါတွေကရယူရမယ်အနှစ်သာရတွေပဲလို့ရှားခဲ့တဲ့လူဘဝရလာပြီးတော့ဒီ၅ခုတည်းကတစ်ခုမှမရလိုက်ဘူးဒီလိုအနှစ်သာရရှိတဲ့အရာတွေတစ်ခုမှမရလိုက်ဘူးကုသိုလ်ကောင်းမှုလည်းတစ်ခုမှဟောဒီဘက်တွေမလုပ်လိုက်ဘူးကိုစားဖို့ကိုအိပ်ဖို့ကိုသားသမီးတွေစားဖို့ကိုအတွက်ပဲကြည့်ပြီးတော့ကိုဟာနဲ့ပဲအချိန်ကုန်သွားမယ်ဆိုလို့ရှိရင်အနှစ်သာရရပါမလားမရနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ရှားခဲ့တဲ့လူဘဝရလာတဲ့အခါမှာရယူရမယ်အနှစ်သာရကိုရအောင်ကြိုးစားဖို့လိုသေးတယ်နော်ကြိုးစားဖို့လိုတယ်အဲ့ဒီလိုမကြိုးစားဘဲနဲ့ဘဝတစ်ခုအဆုံးသတ်သွားမယ်ဆိုလို့ရှိရင်ဒီလူရဲ့လူဖြစ်ရကြိုးဟာနှက်ပါအောင်လားမနှက်ဘူးအဲ့ဒါကိုတော့သေသေးချာချာစောစောမြဲမြဲမှတ်ထားဘူးမြတ်စွာဘုရားသခင်ကိုရမြတ်ကဟောတယ်တရားဆိုတဲ့ယုံကြည်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေလုပ်ဖြစ်တယ်သီလကိုခြင်းတရားကောင်းသည့်အတွက်ကြောင့်ကုသိုလ်တွေဟာကိုယ်တဏ္ဍာမှာတည်မြဲတယ်တုတ္တအကြအမြင်ရှိသည့်အတွက်ကြောင့်လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားပြီးတော့နားလဲတယ်စာကဆွတ်လွတ်မှုရှိတာသည့်အတွက်ကြောင့်ကိုကျိုးရှာတဲ့စိတ်ဓာတ်တွေမရှိဘူးအများအတွက်လှုပ်ဖြစ်တယ်အများပရိဟိတကုသိုလ်ကောင်းမှုတွေလုပ်တယ်ကိုရရွာရဲ့ကောင်းစားရေးလုပ်တယ်ကိုလူမျိုးတွေရဲ့ကောင်းစားရေးလုပ်တယ်ကိုနိုင်ငံအတွက်ကောင်းစားရေးလုပ်တယ်ကိုကျိုးတက်တက်မကြည့်ပဲနဲ့အများကျိုးကိုလုပ်တယ်ဟောစာကားရှိပညာရှိသည့်အတွက်ကြောင့်အမှန်တရားကိုသိတယ်လောကမှာတောကဖြစ်တာဘာကြောင့်ဖြစ်တယ်အမှန်တရားသိသွားတယ်အဲ့ဒါလို့အဖြေတွေလှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိသွားတယ်အဲ့ဒါလို့တတ္တသီလသုတ္တစာကပညာဆိုတာဟာရယူရမယ်အနှစ်သာရလို့ဒီလိုမှတ်နော်ရခဲ့တဲ့လူဘဝလူဖြစ်လာပြီးတဲ့နောက်မှာရယူရမယ်အနှစ်သာရအခုပြောတဲ့ဒီကနေ့ဆင်ကျင့်မှတဲ့တရားပွဲအကြောင်းပြုတာလောကမှာအခုတရားတွေကိုဟောပြောတတ်တဲ့မြတ်စွာဘုရားရဲ့ကျေးဇူးတွေကိုပေးဆက်တဲ့အနေနဲ့မြတ်စွာဘုရားရွှေထီတော်ထွတ်တင်မယ်စိန်မှုတော်တွေလှူမယ်လှူကြတယ်တန်းကြတယ်ဘုရားကိုပူဇော်ကြတယ်ဆိုတာဒါအမတ္တမကောင်းမြတ်တဲ့ကုသိုလ်တစ်ခုပဲเนาะစာခထဲမှာပါတယ်เนาะတတ္တသီလသုတ္တစာခပညာလို့ဆိုတဲ့အဲ့ဒီအရေးအချင်းတွေကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအားထုတ်ရမယ်အဲ့ဒီလိုကြိုးစားအားထုတ်နိုင်မှသာလေရခဲ့တဲ့လူဘဝရပြီးတော့ရယူရမယ့်အနှစ်သာရတွေကိုရလိုက်သည့်အတွက်ကြောင့်ကိုယ်ဘဝရဲ့တက်လန်းဘယ်ထိအောင်ရောက်သွားနိုင်လူဘဝပြီးရင်နတ်ဘဝနတ်ဘဝနေဗြဟ္မဘဝသို့မဟုတ်လူဘဝနတ်ဘဝနတ်ဘဝနေလူဘဝလူဘဝကနေနတ်ဘဝဟိုးအောက်ကိုဘယ်တော့မှမဆင်းတော့ဘယ်သူတွေကထိမ့်ပေးထားတော့ဆိုအခုပြောတဲ့တတ္တာသီလသုတ္တစာကပညာဆိုဒီတရား၅မျိုးကအောက်ကိုမရောက်အောင်ထိမ့်ပေးထားနော်ဒီတရား၅မျိုးရှိနေသမျှကာလပတ်လုံးဘယ်တော့မှအောက်ကျမသွားတော့ကိုယ့်ဘဝကိုထိန်းထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟောတယ်ဟောသီလပရိဘာဝိတံစိတ်တံတတ္ထာပရိဘာဝိတံစိတ်တံ
တီလပြိပါဝိတံစိတ်တာစာခပြိပါဝိတံတုတ္တပြိပါဝိတံစိတ်စာခပြိပါဝိတံစိတ်တံပညာပြိပါဝိတံစိတ်တာဒါတွေနဲ့ထုံမွမ်းထားတဲ့စိတ်ဟာဘယ်တော့မှအောက်ကိုဆွဲမချဘူးတဲ့ထောပတ်အိုးကြီးကိုထောပတ်ထည့်ထားတဲ့မြေအိုးကိုရှည်ထဲမှာခွဲကြည့်လိုက်လို့ရှိရင်အိုးခွဲတွေကတော့အောက်မြုပ်သွားမှာပဲထောပတ်ကတော့ဘယ်တော့မှမမြုပ်ဘူးအပေါ်မှာပဲတက်နေမယ်ရေမျက်နှာပြင်ပေါ်မှာတက်အဲ့ဒါလိုပဲဟောဒီခန္ဓာကိုယ်ကြီးကတော့လူရဲ့ခန္ဓာကိုယ်ဆိုတာရုပ်ခန္ဓာကိုယ်ကြီးကသေသွားလို့ရှိရင်တော့ပိုးကောင်တွေစားမယ်လရတွေစားမယ်နော်ဒီတိုင်းပြည့်မယ်ဆိုတော့ဘုံမိသိညိုရမယ်အလဟတပြာဘဝရောက်သွားမှာပဲသို့တော့ခုနပြောရတဲ့သီလတတ္တသီလသုဒ္ဓဆာကပညာတွေနဲ့ထုံမွမ်းထားတဲ့စိတ်ကတော့အထက်ရောက်သွားပြီလို့ဆိုလိုတယ်နော်အဲ့တော့ခန္ဓာကိုယ်ကြီးကတော့ဘာမှအကျိုးမရှိဘူးပိုးစာခွေးစာဝက်စာဖြစ်သွားပြီဟောဒီကိုယ်တဏ္ဍာမှာဖြစ်လိုက်တဲ့သရနဲ့ထုံမွမ်းထားတဲ့စိတ်သီလနဲ့ထုံမွမ်းထားတဲ့စိတ်သုတ္တနဲ့ထုံမွမ်းထားတဲ့စိတ်စာကနဲ့ထုံမွမ်းထားတဲ့စိတ်ပညာနဲ့ထုံမွမ်းထားတဲ့အဲ့ဒီစိတ်ဓာတ်ကတော့ကိုယ်ဘဝမြင့်တင်ပေးသွားမှာနတ်ဘဝကိုလည်းပို့မယ်ဗြဟ္မဘဝလည်းပို့တယ်ကောင်းရသူတိဘုံတွေကိုလှည့်လည်ပြီးတော့ပို့ဆောင်ပြီးတော့အပေဒုက္ခမရောက်အောင်အမြဲတမ်းဟန်တာပြီးဆောင်ရွက်ပေးထားတယ်လို့ဒါကြောင့်မို့လို့လူဘဝရဲ့အနှစ်သာရဆိုဒီမှာဒီ၅မျိုးကိုပြောတာလို့ဒီလိုနားလဲနော်အေးကောင်းပြီဒုဒတွေဟာလူဘဝရခဲ့သောလူဘဝရလာပြီလာခဲ့သောလူဘဝရလာတဲ့အတိုင်းပဲတတ္တသီလရယူရမယ့်အနှစ်သာရတွေကိုလည်းရပြီဆိုရင်လူဘဝကျင့်တတ်เสียအကောင်းဆုံးဘဝတစ်ခုဖြစ်သွားပြီပေါ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ရခဲ့သောလူဘဝကိုရရှိထားတဲ့အချိန်ကာလမှာရယူတဲ့အနှစ်သာရတွေကိုဒုဒတွေဟာဘဝတစ်ခုအဆုံးမသတ်မီကြိုးစားအထုတ်ပြီးရယူကြမှာဖြစ်တယ်လို့ကိုယ်စီတဏှိဋ္ဌာန်ချပြီးကြိုးစားအထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတံအာစရမရတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပု္ပ္ပာညနှောကိလေသာစိတ်တောက်ဟုသမျှတို့သည်သဝတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောင်းပေမရအောင်ပဲဖြောက်အပ်ကုန်သည်ဟောန္တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း